ပဲစင်ကုန်အစိမ်းကိုပြုတ်ပြီးတော့စားဖို့ကြလိုက်ချီလီကတော့တခါမှမစားဘူးဒီပဲစင်ကုန်လေးတွေကိုဈေးထဲမှာတွေ့တော့ချီလီမေကသူငငယ်တုန်းကစားဘူးတာကိုတတိယပြီးတော့ဝယ်လာခဲ့တာပါသူကတတွဲကို1000နှစ်တွဲဆိုရင်တော့1500နဲ့ယူဆိုတာနဲ့ချီလီကိုနှစ်တွဲဝယ်လာခဲ့ပါတယ်ဒါကိုဘလို့စားရလဲဆိုပြီးတော့အမေကိုမေးကြည့်တော့လေသူကအစိမ်းနဲ့စားတယ်ပြုတ်ပြီးတော့လဲစားလို့ရတယ်လို့ပြောပါတယ်ဒါဆိုရင်ချီလီကဂျပန်ပဲလေအဲဒါမှမဲနဲ့တူတယ်စင်တူတယ်လို့ထင်သွားတာပေါ့နော်ဒါပေမဲ့ပြုတ်စားကြည့်တော့အရသာတော့မတူပါဘူးချီလီကတော့တိတ်မကြိုက်ဘူးပေါ့နော်အရင်ဦးဆုံးချီလီအကိုင်းခက်ကလေးတွေကိုအရင်ခြွေလိုက်တယ်ပေါ့နော်ဒါကိုစားထည့်ပြီးတော့လည်းပြုတ်လို့ရပါတယ်ချီလီကတော့ရိုးရိုးပဲပြုတ်ထားတာပေါ့နော်စားထည့်ပြီးပြုတ်ရင်တော့အရသာပိုရှိမှာမသိဘူးနော်ဒါကိုနူးဖို့အတွက်ကိုနိုင်ဝက်လောက်တော့ပြုတ်ပေးရပါတယ်ဒါမှအထက်ကပဲစီလေးတွေကနူးတာပါဒါဆိုရင်တော့ပဲကနူးနေပြီပေါ့နော်တစ်ခုလောက်မြည်ကြည့်လိုက်တော့လေသူ့ရဲ့အခွန်ကအရမ်းကျန်းတယ်နော်အဲအခွန်ကစားလို့မရပါဘူးဒီလိုမျိုးအထက်ကအစီသေးသေးလေးတွေကိုပဲစားရတာပါစားကြည့်တော့လေခပ်ဖန်ဖန်စိတ်အရသာမျိုးလေးရပါတယ်အရန်တော့လေဂျပန်ပဲလောက်တော့အရသာရှိရလို့ချီလီကတော့မထင်ဘူးချီလီမေတို့ငငယ်တုန်းကတော့လေမုံတရေစားလေထူးထူးဆန်းဆန်းစားစရာမရှိတော့ဒါတွေကိုစားခဲ့တယ်လို့ချီလီကတော့ထင်ပါတယ်ပြီးတော့ဒီပဲစင်းကုန်ကလေကျမကြီးအတွက်လည်းကောင်းတယ်ဆိုပြီးတော့လေစားမှာဖတ်ပူးပါတယ်ရှင်